ချက်ပြုတ်မှာမကျွမ်းကျင်သေးသူတွေအတွက်လုံးရလွယ်မဲ့ငါးတန်ပရာပေါင်းလုံနည်းလေးကိုမျှဝေပေးလိုက်ပါတယ်ကယ်လိုရီလည်းနည်းအသားလည်းနူးညံ့ပြီးအရသာကတော့ရှယ်ပဲနော်ဂျင်းကျက်သွန်မိတ်စားနဲ့ရေတို့ထဲမှာငါးကိုစိမ်ပြီးနှီးနှမ်းဖြောက်ပါပြီးရင်တရှူးနဲ့6အောင်တုပ်ပေးပါငါးပိုက်ထဲကိုဟင်းခတ်အမွှေးကြိုင်စပလင်ထက်အပေါ်ကနေကျက်သွန်မိတ်အုပ်ပြီး10မိနစ်ခန့်ပေါင်းပေးပါဂျင်းကျက်သွန်ဖြူငရုတ်သီးစိမ်းနနံပင်တံမယာသီးနှလုံးငံပြာရည်ပိန်းတပိအကြီးခရုစီတကြားနဲ့ရေတို့ကိုကျိတ်ဆက်ထဲထည့်ပြီးတမအောင်ကြိတ်ပေးပါပေါင်းထားတဲ့ငါးကထွက်လာတဲ့ရေတွေကိုတုံပစ်ပါငါးသားလေးတွေနည်းနည်းကွဲသွားရင်လည်းစိတ်မပူပါနဲ့အပေါ်ကနေအစင်သစ်လုပ်ထားတဲ့ဆော့တွေကိုအုပ်လိုက်ပြီးတံမြာသီးစိတ်လေးတွေနဲ့လှလှပပပြင်ဆင်လိုက်ရင်စားဖို့အစင်သင့်ဖြစ်ပါပြီမိသားစုနဲ့အတူစုံလုံးထမင်းမိန်စီမဲ့ငါးတန်ပရာပေါင်းအလန်းစားလေးလှုပ်စားကြမယ်အနက်မွေးမွေးအသားနုနုနဲ့အနှစ်ကလည်းချွတ်ဆက်လေးမှုတလုတ်စားယုံနဲ့တင်ဆွေမျိုးမိဖြစ်သွားစေရမယ်လက်ဆက်တဲ့ဒီလာပီယာငါးကိုတန့်စင်ပြီးအလဲကနေအချက်လိုက်ဖြန့်ပေးပါစားအနှဲငယ်ဟင်းချက်ဝိုင်းအနှဲငယ်ဖြန်းပြီး10မိနစ်ခန့်နှက်ထားပါရေစူလာရင်ငါးကိုမီးပြင်းပြင်းနဲ့6မိနစ်မှ10မိနစ်ခန့်ပေါင်းပေးပါငါးပေါင်းရာကထွက်လာတဲ့ညှိနှမ်းပါတဲ့အရည်တွေကိုတုံပစ်ဖို့လုံးဝမမေ့ပါနဲ့ဒီဟင်းပွဲရဲ့အသက်ဖြစ်တဲ့ဆော့အနှစ်ဆက်နီးကိုလည်းပြောပြပေးသွားပါမယ်ပကံလုံးတစ်ခုထဲတွင်ငရုတ်သီးကျက်သွန်ဖြူချင်းစားနှင့်ကြက်သားမှုန့်အနှဲငယ်ငရုတ်သီးအကျက်မှုန့်အနှဲငယ်နှမ်းဖြူတစ်စွန်းနနံပင်နှင့်ရှမ်းနံနံငါးငံပြာရီဇွန်းဝက်ရေကျက်အေးနှင့်ဇွန်းတံပြာသီးတစ်လုံးခွဲကိုအရင်ညှစ်ထည့်ပြီးတေချာသမအောင်မှွေပေးပါပေါင်းထားတဲ့ငါးပေါ်မှာတံမြာသီးကွင်းလေးတွေစီထက်ပေးပါအပေါ်ကနေအစင်တင်းဆက်ထားတဲ့ဆော့အနှစ်တွေကိုအနှံ့ဆန်းပေးလိုက်ရင်အနံ့ရောအရသာပါအပြစ်ပြောစရာမရှိတဲ့ငါးတန်ပရာပေါင်းလေးကိုရပါပြီညီုံနဲ့တင်သွားရည်ယူစီမဲ့ချင်းချင်းဆက်ဆက်တံမြာသီးတုပ်ခြံထဲကလက်လက်ဆက်ဆက်တံမြာသီးတွေကိုခူးမယ်ရည်စင်အောင်စေးကြောမယ်တံမြာသီးအခွန်တွေကိုပပလီပြီးခွာမယ်အလဲကနေထက်ချမ်းချမ်းမယ်စားရလွယ်တဲ့အတုံးလေးတွေဖြစ်အောင်စိတ်မယ်ပကံလုံးထဲထည့်ပြီးနနံပင်ငရုတ်သီးစိမ်းကျက်သွန်ဖြူတောက်တောက်စင်းတွေထည့်မယ်ငရုတ်သီးမှုန့်အချိုမှုန့်ငံပြာရည်နဲ့စားအနှဲငယ်ထည့်မယ်အမွှေးကြိုင်တွေတမသွားအောင်တေချာလေးနဲ့ပေးလိုက်ရင်တော့ဂရင်းမင်စီမဲ့ချင်းချူးဆက်ဆက်တံမြာသီးတုပ်အစင်သင့်ဖြစ်ပါပြီဂရင်းမင်စီမဲ့ချင်းဆက်တံမြာသီးတုပ်လေးအစင်သင့်ဖြစ်ပါပြီဘလို့တုံမျိုးပဲဖြစ်ဖြစ်ဒီဆော့တစ်ခွက်ရှိုံနဲ့တင်ရှာလေသွားစေရမယ်အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့အစွမ်းထက်တုပ်ဆော့စ်လုံးနီးပကံလုံးလေးကိုကျက်သွန်ဖြူနှုံနှုတ်စင်ကျက်သွန်မြိတ်ငရုတ်သီးစိမ်းသီးပြီးသားနှမ်းလော်နဲ့ငရုတ်သီးမှုန့်တို့ထည့်ပါစီပူပူကိုအပေါ်ကနေလောင်းထည့်ပြီးအမွှေးကြိုင်တွေရဲ့အနံ့ကိုနှိုးဆွပေးပါပြီးရင်စားချက်သားမှုန့်တကြားတစ်စုံပဲငံပြားရည်အကြီးတစ်စုံရှာလကာရီတစ်စုံနဲ့နှမ်းစီအနှင်းငယ်ထည့်ပါနောက်ဆုံးမှာတော့နနံပင်နဲ့မြေပဲထောင်းလေးဖြူပြီးတမအောင်တေချာမှွေပေးလိုက်ရင်ရပါပြီအိမ်မှာရှိတဲ့လက်ကျန်ထမင်းအေးလေးနဲ့တင်ဆိုင်ကဝယ်ကျွေးတာထက်ပိုကောင်းပြီးအာဟာရလည်းပြည့်ဝတဲ့ကြက်ဥထမင်းကြော်နေလေးရှိတယ်နော်ဒဲဥတဲ့စီပူလာရင်ကြက်ဥထဲပါကြက်ဥကိုကြေသွားအောင်မှွေကြော်ပေးပါဝက်ဥချောင်းနဲ့ပစွန်ထည့်ပြီးအယောင်ပြောင်းတဲ့အထိကြော်ပါပြောင်းဖူးပဲစိမ့်ကြက်ဥချောင်းနဲ့မုံလာဥနီတို့ထည့်ပါ2မိနစ်လောက်တမအောင်နှံကြော်ပေးပါလက်ကျန်ထမင်းအေးတွေထည့်ပါစားနဲ့ပဲမပိအကြီးထည့်ပါငရုတ်သီးမှုန့်ထည့်ပါအယောင်ငါပါဖို့ပဲမပိအနောက်အနှဲငယ်ထည့်ပါအားလုံးတမသွားအောင်နှက်ဆက်အောင်ကြော်ပေးပါကြက်သွန်မိတ်လေးဖြူပေးလိုက်ပါဒါဆိုရင်တော့အယောင်သွေးစုံလင်ပြီးအနံ့အရသာနဲ့ပြည့်စုံတဲ့ထမင်းကြော်လေးအစင်သင့်ဖြစ်ပါပြီ